တကယ်တမ်းကမင်းရဲ့စိတ်ကမင်းအများဆုံးပြောတဲ့စကားကိုယုံကြည်ထားတယ်ငါစီကံရှိတယ်လို့ပြောရင်စီကံရှိတယ်လို့ပြုမှုလာမယ်ငါယုံကြည်မှုရှိတယ်လို့ပြောရင်ယုံကြည်မှုရှိတယ်လို့နေလာမယ်ငါအောင်မြင်မှုမွေးဖွားလာတယ်လို့ပြောရင်မင်းရဲ့လုပ်ရက်တွေကအဲ့ဒီတိုင်းစတင်ပြောင်းလဲလာမယ်စင်ကောမှုတစ်ခုကလူများစုဟာအမှားယွင်းတဲ့ယုံကြည်ချက်တွေကိုနှစ်ပေါင်းများစွာအားပြည့်နေမိတာပဲငါမလုံလောက်ဘူးမတတ်နိုင်ဘူးမခိုင်မာဘူးဆိုတာမျိုးတွေကိုအကြာကြီးပြောနေမိတဲ့အတွက်သူတို့ရဲ့မသိစိတ်ကအဲ့ဒါကိုအမှန်တရားလို့လက်ခံလာတယ်ယုံကြည်ချက်တွေကိုပြန်လဲပြင်ဆင်လို့ရတယ်ဒါကကိုကိုပြောဆိုနေတဲ့ပုံစံကနေစတယ်အားနေတဲ့ကိုကိုပြောဆိုမှုတွေကိုအားကောင်းတဲ့စကားလုံးတွေနဲ့21ရက်ကြာအစားထိုးရမယ်ဒါကအာမန်ဖြစ်စေတဲ့စကားတွေမကဘူးအထက်တက်ကပြောဆိုမှုခိုင်မာတဲ့ယုံကြည်ချက်နဲ့လှုပ်ဆောင်မှုတွေကတဆင့်စိတ်ကိုပြန်လဲ program ရေးသားတာပဲဒါကရှင်းရှင်းလင်းလင်းပြောတတ်တဲ့လူတစ်ယောက်ဖြစ်လာဖို့ဖြစ်တယ်အဲ့လိုလုပ်လိုက်တဲ့အခါမှာအုံနောက်ကသူ့ဘာသာသူ့လူပြောင်းလဲသွားတယ်ယုံကြည်မှုတွေတိုးပွားလာမယ်တွေ့ရဖြစ်နေတဲ့ခံစားချက်တွေပျောက်ကွယ်သွားမယ်ကိုမသိလိုက်ခင်မှာပဲကိုပုံစံကအသစ်ဖြစ်နေလိမ့်မယ်21ရက်လုံးလုံးဒီလိုလုပ်မယ်စွမ်းရှိတဲ့စကားလုံးတွေနဲ့ပြောဆိုဖို့စိတ်ကိုလေ့ကျင့်မှုအစိုးမြင်မှုတွေကိုပယ်ချဖို့ဂရီကိုပြုမယ်ဆိုရင်ကိုမရတတ်နိုင်တော့ဘူးလို့ခံစားရမှာပါမင်းရဲ့တွေးခေါ်ပုံပြောင်းသွားမယ်လုပ်ပုံကိုင်ပုံပြောင်းလဲသွားမယ်ရလဒ်တွေကတတ်သိပြလာလိမ့်မယ်ဒီတော့မင်းကမင်းပြောဆိုနေတဲ့ပုံစံကိုပြောင်းလဲဖို့အစဉ်သင့်ဖြစ်ပလားကိုတွေးခေါ်ကိုပြောင်းလဲဖို့စီကံတိဆောက်ဖို့တကယ်ယုံကြည်မှုမျိုးကိုတိဆောက်ဖို့အစဉ်သင့်ဖြစ်ပလားအစဉ်သင့်ဖြစ်ပြီဆိုရင်နောက်21ရက်အတွင်းကိုပြောဆိုမှုကိုအမြဲတမ်းပြောင်းလဲစီမယ်အခြေခံသဘောတရား၅ချက်ကိုလိုက်နိုင်အောင်မှာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကိုယ်စကားလုံးတွေကိုထိန်းချုပ်လိုက်တာကကိုယ်အတွေးတွေကိုထိန်းချုပ်လိုက်တာပဲ။ကိုယ်အတွေးတွေကိုထိန်းချုပ်လိုက်တဲ့အခါချမ်းတဲ့အရာအလုံးကိုထိန်းချုပ်လိုက်တာပဲ။21ရက်အတွင်းမှာကိုပြောဆိုမှုကိုပြောင်းလဲရမယ်ပထမဆုံးအချက်ကအားနည်းတဲ့စကားလုံးတွေကိုဖယ်ရှားပစ်ဖို့ပဲ။မင်းသုံးလုံးတဲ့စကားလုံးတွေကတကူဖြစ်စေနိုင်တယ်လို့ဖျက်ဆီးပစ်နိုင်တယ်။သူတို့ကမင်းကိုရှေ့ကိုတွန်းပို့နိုင်တယ်လို့နောက်ပြန်ဆွဲထားနိုင်တယ်။လူအများစုကသူတို့မသိလိုက်ပဲအဟံတာဖြစ်စေတဲ့တန်တရားနဲ့ကြောင်းရွံ့မှုတွေဖြစ်ပေါ်စေတဲ့စကားလုံးတွေနဲ့စိတ်ကိုဖြည့်လိုက်ကြတယ်။သူတို့ကစူးစမ်းကြည့်မယ်လို့ပြောတယ်။ဒါပေမဲ့စူးစမ်းကြည့်မယ်ဆိုတာခတိကိုမဟုတ်ဘူး။စူးစမ်းကြည့်မယ်ဆိုတာကရှုံးနေမှုနေရာလွတ်ထားလိုက်တာပဲ။စူးစမ်းကြည့်မယ်ဆိုတာအခက်အခဲတွေကြုံလာတဲ့အခါထွက်ပေါက်တစ်ခုပြလိုက်တာပဲ။မင်းအနေနဲ့စူးစမ်းကြည့်မယ်မဟုတ်ဘူးလုပ်မယ်။ကိုငါမနဲ့စောစောထားဖို့စူးစမ်းကြည့်မယ်လို့ပြောတဲ့အခါမှာနှုတ်ဆက်ပေးဖို့ခွင့်ပြုလိုက်ပြီးသားဖြစ်နေပြီ။ဒါပေမဲ့ငါမနဲ့စောစောထားတယ်။ဘာလို့လဲဆိုတော့ငါမှစီကံရှိတယ်လို့ပြောတဲ့အခါတခြားအခြေအနေတစ်ခုကိုအားပြလိုက်တာပါ။သူတို့ကလှုပ်ရမယ်လို့ပြောတယ်ဒါပေမဲ့လှုပ်ရမယ်ဆိုတဲ့စကားကခုခံမှုကိုပြစ်စေတယ်ကိုဘဝရဲ့သားကောင်းလို့ခံစားရစေတယ်ကိုကလေ့ကျင့်ခန်းလုပ်ရမယ်မဟုတ်ဘူးလေ့ကျင့်ခန်းလုပ်တယ်လုပ်ငန်းတည်ဆောက်ရမယ်မဟုတ်ဘူးလုပ်ငန်းတည်ဆောက်ဖို့ရွေးချယ်လိုက်တယ်ကိုလှုပ်ရတဲ့ကိုဘယ်လိုစီစဉ်ပြောဆိုတယ်လဲဆိုတာကကိုခံစားတဲ့ပုံစံကိုပြောင်းလဲစေတယ်စကားလုံးတွေကိုပြောင်းလိုက်တဲ့အခါမှာရလဒ်တွေပါပြောင်းသွားတယ်အချို့ကမတတ်နိုင်ဘူးလို့ပြောတယ်ဒါပေမဲ့ဒီမတတ်နိုင်ဘူးဆိုတာလဲစားမှုတစ်ခုပဲဒါကမလုပ်ဘဲနေဖို့အကြောင်းပြချက်တစ်ခုငါမှန်မလုပ်နိုင်ဘူးလို့ပြောရင်မှန်မလုပ်တာကိုအားပြနေတာပါငါမပြောင်းလဲနိုင်ဘူးလို့ပြောရင်အရင်တိုင်းပဲနေဖို့စိတ်ကို program ဆွဲနေတာပါဒါပေမဲ့မတတ်နိုင်ဘူးဆိုတဲ့နေရာမှာဒါကငါဖြည့်ရှင်းနေပြီလို့အစားထိုးလိုက်ရင်